TikTok မှာပစ္စည်းတစ်ခုခုဘလို့ရောင်းမလဲဘလို့ကြွညာမလဲဆိုတာခေါင်းစားနေပါသလားကဲဒီနေ့တော့ level next လေးတစ်ခုကိုဥပမာထားပြီးတော့ TikTok မှာရောင်းအားကောင်းစင်မဲ့ကြွညာ formula တစ်ခုကိုအသေးစိတ်ခွဲချမ်းစိတ်ဖြာကြည့်ကြအောင်ဟုတ်ပြီမေးကြရှိတာကစက္ကန့်30လောက်ပဲရှိတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကို TikTok ပေါ်မှာရောင်းအားတွေတက်စေတဲ့ဆက်တစ်ခုလို့ဘလို့များအလုပ်လုပ်အောင်လုပ်မလဲအဲ့ဒါကအဓိကမေးခွန်းပဲဒီနေ့အဲ့ဒီဖြေကိုအတူတူရှာသွားကြမယ်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့အရင်ဆုံးအထက်ကကြော်ညာ formula ကိုကြည့်မယ်ပြီးရင်ပြဿနာကိုဘယ်လိုတင်ပြမလဲဖြေရှင်းချက်ကိုဘယ်လိုမိတ်ဆက်မလဲအကျိုးကျေးဇူးတွေကိုဘယ်လိုပြမလဲနောက်ဆုံးဝယ်ဖို့ဘယ်လိုတိုက်တွန်းမလဲဆိုတာကိုအပိုင်းလိုက်ကြည့်သွားပြီးအတုံးဝင်မဲ့အကြံပြုချက်တွေနဲ့အဆုံးသတ်ကြပါမယ်ကဲဒါဆိုရင် TikTok ကြော်ညာတဲ့အဓိကကြောတဲ့ formula ကိုစကြည့်လိုက်ရအောင်ဒီကတော့အရန်ရိုးရှင်းပြီးအင်မတန်ထိရောက်တဲ့ပြဿနာဖြေရှင်းချက်ဆိုတဲ့ပုံစံလေးပါပဲဒီမှာအဓိကအဆင့်၄ဆင့်ပဲရှိပါတယ်နံပါတ်1ကပြဿနာ2ကဖြေရှင်းချက်3ကအကျိုးကျေးဇူးတွေ4ကတော့ဝယ်ကိုဝယ်ချင်လာအောင်တိုက်တွန်းတဲ့ call to action ပေါ့ဒါကဒီနေ့ရှင်းပြချက်တစ်ခုလုံးရဲ့လမ်းပြမိပုံပဲကိုယ်တိုင်ကြော်ညာတွေလုပ်တဲ့အခါမှာလည်းဒီချက်တွေကိုပဲအဓိကလိုက်လုပ်ရမှာပါ Okay ပထမဆုံးအပိုင်းကတော့ပြဿနာကိုတင်ပြခြင်းပါ TikTok မှာအရေးကြီးဆုံးကပထမဆုံး3စက္ကန့်ပဲအဲ့ဒီအချိန်အတွင်းမှာကြည့်နေတဲ့သူရဲ့အာရုံကိုဘယ်လိုဖန်ဆားမလဲဆိုတာကအဆုံးဖြတ်ဖေးပါတယ်ဒီမှာပြထားတဲ့မေးခွန်းလေးကိုပဲကြည့်လိုက်ပါလေပြင်းနာနေလားပခုံးတောင်းနေလားဖုန်းတောင်းတာများလို့ပင်မနေပြီလားတဲ့ဘလောက်တောင်တရကြလဲနော်ဒီလိုမေးလိုက်တာနဲ့ကြည့်နေတဲ့သူကဟုတ်ပါတယ်ငါလည်းဒီလိုခံစားနေရတာဆိုပြီးချက်ချင်းကိုသူ့ပြဿနာနဲ့သွားထက်သူကြသွားရောမှတ်ထားရမှာကလူတော်တော်များများကြုံတွေ့ခံစားနေရတဲ့ပြဿနာတစ်ခုခုနဲ့စတင်ဖို့ပါပဲအလုတ်ကြောင့်ပဲဖြစ်ဖြစ်ဖောင်းအကြာကြီးတောင်းလို့ပဲဖြစ်ဖြစ်အလေပင်နာတာညောင်းတာကလူတိုင်းလိုဖြစ်ဖူးတဲ့ကိစ္စပဲလေဒီလိုဆက်လိုက်တဲ့အခါကြည့်ရှုသူကကိုပြောတာကိုပို့ပြီးတော့နားလဲတယ်ကိုဘက်မှာရှိတယ်လို့ခံစားသွားရစေပါမယ်ကဲအပိုင်းနှစ်ကိုရောက်လာပြီအဲ့ဒါကတော့ဖြေရှင်းချက်ကိုမိတ်ဆက်တာပါပြဿနာကိုထောက်ပြပြီးဆိုတာနဲ့ကိုကုံပစ္စည်းကိုဒီပြဿနာရဲ့အဖြေဒီဇလန်ရဲ့တူရဲကောက်အနေနဲ့ပွဲထုတ်မိတ်ဆက်ပေးရပါမယ်ဟုတ်ပြီပြဿနာကိုပြောပြတာနဲ့တခါတည်းချက်ချင်းကိုပဲ Smart Nick Messenger ဆိုပြီးကိုပစ္စည်းနာမည်ကိုတမ်းမိတ်ဆက်ပေးလိုက်တယ်အဲ့တော့ကြည့်တဲ့သူကရှုပ်ထွေးစဉ်းစားမနေရတော့ဘူးရှင်းရှင်းလင်းလင်းနဲ့လွယ်လွယ်ကူကူဖြေရှင်းချက်ကိုမြင်သွားစေတာပေါ့ကဲအပိုင်းသုံးဒီအပိုင်းကတကယ်ကိုအရေးကြီးပါတယ်အဲ့ဒါကတော့အကျိုးကျေးဇူးတွေကိုပြသတာပါဒီနေရာမှာကိုပစ္စည်းရဲ့ Ingayati feature တွေကိုတစ်ခုချင်းစီရွတ်ပြနေတာမျိုးမဟုတ်ပဲအဲ့ဒီ feature တွေကသုံးတဲ့သူအတွက်လက်တွေ့ပေါ်မှာဘယ်လိုတန်ဖိုးရှိစေမလဲဆိုတာကိုသိချရှင်းပြရမှာပါဒီကြားလေးကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်ဥပမာအပူပေးစနစ်ပါတယ်ဆိုတာက feature ပေါ့ဒါပေမဲ့သူ့ရဲ့အကျိုးကျေးဇူး benefit ကဘာလဲဆိုတော့တောင်းတင်းနေတဲ့ကြွက်သားလူကိုဖြေလျှော့ပေးတယ်ဆိုတာပဲနှိမ့်တဲ့ပုံစံအမျိုးမျိုးပါလာက feature လူတကယ်နှိမ့်ပေးသလိုခံစားရတယ်ဆိုတာက benefit ပါဝယ်သူကိုတကယ်ဆွဲဆောင်နေတာကဒီ benefit တွေပါနောက်တစ်ချက်ကတော့လက်တွေ့သုံးနေတဲ့ပုံစံလေးတွေကိုပြပြီးတော့ကြည့်ရှုသူနဲ့တရားသေးကြအောင်လုပ်ရပါမယ်ဥပမာပုံသုံးရင်းဖြစ်ဖြစ်လောစားပွဲမှာထိုင်ရင်ဖြစ်ဖြစ်ဒီနင်းဆက်ကိုသုံးနေတဲ့ပုံစံမျိုးပြလိုက်တာကအထူးသဖြင့်ထိုင်းမှာလုပ်နေတဲ့မြန်မာတွေလို့ဖြစ်မှတ်ထားတဲ့ customer တွေအတွက်ဆိုရင်ငါတို့အတွက်ပဲဆိုပြီးပို့ပြီးတော့ထိရောက်စေပါတယ်ကဲအပိုင်းလေးနောက်ဆုံးပိုင်းပေါ့အဲ့ဒါကတော့ call to action လို့ခေါ်တဲ့ဝယ်ယူဖို့တိုက်တွန်းချက်ပါပဲကြည့်တဲ့သူကိုစိတ်ဝင်စားရင်လေးနဲ့မပြီးစီပဲတကယ်ဝယ်တဲ့ထိရအောင်ဘာလုပ်ရမလဲဆိုတာကိုရှင်းလင်းလမ်းညွှန်ပေးရပါမယ်ဈေးနှုန်းကိုလည်းအထူးအလေးပေးပြရမယ်ဒီမှာဆိုရင်မူလာစစ်ပတ်1990ကနေအခုပတ်990ပဲကြာတော့မယ်ဆိုတာကိုရှင်းလင်းပြလိုက်တော့ကြည့်တဲ့သူကဟာတန်းလိုက်တာဆိုတဲ့ခံစားချက်ကိုပြင်းထန်ရသွားစေပါတယ်ဒီနေရာမှာနီးပြီးဝနှစ်ခုကိုတုံးထားတာတွေ့ရပါတယ်ဒီခုကပစ္စည်းကုန်တော့မယ်နော်ဆိုပြီးအရေးတကြီးဖြစ်အောင်အမြန်ဝယ်ချင်လောင်လုပ်တယ်ပြီးတော့အောက်က link မှာနှိပ်ပြီးဝယ်လိုက်ပါဆိုပြီးဘာလုပ်ရမလဲဆိုတော့ရှင်းလင်းညွှန်ကြားထားတယ်ပြီးတော့လေကြော်ညာထဲမှာ TikTok shop ရဲ့အဝါရောင်ချင်းတောင် icon လေးကိုလက်ညွှန်နဲ့တကယ်ကိုထိုးပြလိုက်တာမျိုးကဘယ်လိုဝယ်ရမလဲဆိုလဲရှုပ်ထွေးမှုလေမိကိုနေအားလုံးကိုဖျက်ရှားပေးလိုက်တယ်လို့ပါပဲအရန်ထီရောက်ပါတယ်ဟုတ်ပါပြီနောက်ဆုံးအနေနဲ့ကြော်ညာတစ်ခုကိုလူသိများပြီး viral ချစ်သွားအောင်အချောသက်ပေးမဲ့အဖော်ဆောင်အကြံပြုချက်လေးတွေကိုကြည့်လိုက်ကြရအောင်ဒီအချက်တွေကတေးသေးလေးတွေလို့ထင်ရပါမယ်ကြော်ညာတစ်ခုလုံးရဲ့ performance ကိုအများကြီးမြင့်တင်ပေးနိုင်ပါတယ်ဥပမာနောက်ခံတေးဂီတာတော့စိတ်သက်ကြွစေတဲ့ type of တခြင်းလေးတွေသုံးတာ hashtag တွေမှာဆိုရင် hashtag ထိုင်းရောက်မြန်မာဆိုလာမျိုးတိကြလေးတွေထည့်ပေးတာပြီးတော့ screen ပေါ်မှာ fire အပူပေးစနစ်ပါတဲ့လို့စာတန်းတော်လေးတွေထည့်တာနောက်ပြီးပစ္စည်းရောက်မှငွေချေလို့ရတယ်
poker free ဆိုတာမျိုးတွေကိုပေါ်ပြပေးတာကအရန်ကိုအရေးပါပါတယ် ကဲအခုဆိုရင်တော့အောင်မျိုးနဲ့ကြော်ညာတစ်ခုအတွက် formula ကိုရှင်းရှင်းလင်းလင်းသိသွားလောက်ပြီလို့ထင်ပါတယ်ဒါဆိုရင်နောက်တစ်ခါ viral ဖြစ်မဲ့ကြော်ညာရဲ့ကျယ်ပွင့်ကတော့ဘယ်ကုန်ပစ္စည်းဖြစ်လာမလဲဒီနေ့သိသွားတဲ့အချက်လက်တွေကိုကိုယ့်ရဲ့လုပ်ငန်းတွေမှာဘယ်လိုအသုံးချမလဲဆိုတာကိုစပြီးစဉ်းစားကြည့်လို့ရပါပြီ